ကလေးမိဘတွေအနေနဲ့ကိုယ်ကလေးကငငယ်ရွယ်ရွယ်နဲ့ဗျာမောတယ်တို့တိလားသူများကလေးတွေလိုမျိုးလှုပ်လှုပ်ရှားရှားကစားနိုင်နည်းနည်းလေးစော့ရတယ်မောပြီးတော့ဘေးထွက်ထိုင်နေရတယ်အဲ့လိုမျိုးလက္ခဏာပြတယ်ဆိုရင်သတိထားဖို့တော့လိုတယ်နော်ဘာလို့ဆိုကလေးဆိုတဲ့အရွယ်ကလေတကယ်အကျမ်းမာကြီးကောင်းစော့လို့ကစားလို့မောရမယ့်အရွယ်မဟုတ်နော်အဲ့တော့အကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံလေးတစ်ခု share သွားမယ်နော်သိမကြသေးဘူးလွန်ခဲ့တဲ့4ရက်လောက်ကပဲကလေးလေးကအသက်ကဥမာသူက14နှစ်ပဲရှိပြီ14နှစ်ဆိုရင်ပဲဗျာသူ့အဖေကပစုံကံမှာလောက်တယ်တောသူတောင်သားတွေဆိုတော့ဖွားကြိုင်းတယ်အရက်ကြီးကလည်းမြင့်ကြီး14နှစ်တော့ရက်ကအမြင့်ကြီးနော်သူ့ကြည့်ရတယ်လုံးဝကျမ်းမာရေးကောင်းတဲ့ရုပ်စေးကလာတဲ့ပုံစံကလည်းဆရာမောလို့ဆိုလာတာပေါ့ဆရာတဲ့ဒီကောင်နဲ့အလုံးသိမ့်မလုပ်နိုင်ဘူးတဲ့အဲ့ဒါအားစေးလေးထိုးပေးပါဆိုပြီးတော့ဝင်လာတယ်စေးကန်းနဲ့အဲ့တော့ကျွန်တော်ဟုတ်ပြီပေါ့လိုအပ်တာလုပ်ပေးမယ်ဆိုပြီးတော့အမဆာချင်းသွေးပေါင်စတိုင်းလိုက်နော်14နှစ်အရွယ်ရှိတဲ့ဒီလူငယ်တယောက်ကအာကောင်မောင်တယ်ကြီးအရက်ကြီးအမြင့်ကြီးပဲဒီကောင်သွေးပေါင်ကောက်တိုင်းလိုက်တော့အပေါ်သွေးရ160အောက်သွေးရ60သွေးပေါင်တက်နေတဲ့အပြင်ကိုဗျာအပေါ်သွေးနဲ့အောက်သွေးကြားထဲမှာရဟအဲ့ဒါဒီကောင်သွေးခုံလုံးကောက်ကန်လိုက်တော့သွေးခုံလုံးကလည်းမတရားပြေးတယ်လူသားမယ်လို့မဟုတ်သွေးခုံလုံးကဘောင်းဆိုလက်ကူလာတိုးပြဿနာတော့အကြီးတော့တက်ပြီးတိလိုက်တယ်စိတ်ထဲမှာနှလုံးကိုနားထောင်လိုက်ချိန်တဲ့အတိုင်းပဲနှလုံးမှာအပေါက်ကြီးနေအဲ့ကြတော့မှ history ပြန်လိုက်ရတယ်တမိုင်းကြောင်းပြန်လိုက်အဲ့ခါကျတော့မှငငယ်တုန်းကနော်သူများကလေးလေးလိုမျိုးဓာတ်နူရည်သူမစော့နိုင်ဘူးနော်နည်းနည်းလေးစော့ပြီးတာနဲ့ပြေးလွှားစော့ကစားတဲ့အလုပ်တွေမလုပ်ဘူးနော်အခုဒီအသက်ကြီးလာတော့ပစုံကန်အလုပ်ကိုမိဘဝိုင်းကူခိုင်းတာပေါ့လေအဲ့လိုလုပ်တဲ့အခါမှာလဲရွယ်တူလေးလိုမျိုးကြမ်းကြမ်းတက်တက်မလုပ်နိုင်ဘူးဒီ history တွေပေါ်လာအဲ့ကြတော့မှဟုတ်ဘူးတော့ဦးလေးရဲ့လို့ဦးလေးသားနှလုံးမှာအပေါက်ကြီးဖြစ်နေတယ်အဲ့ယောဂဒီငယ်တုန်းရွယ်တော့ကုမှအသက်ကြီးမှကုမယ်ဆိုရင်အရင်နောက်ကျသွားလိမ့်မယ်နှလုံးပျက်စီးသွားလိမ့်မယ်ဆိုပြီးနော်ခက်တာပတ်စံရလည်းမရှိဘူးဗျာပတ်စံမရှိတဲ့အခါကျတော့ဒါရန်ကုန်စေးရုံကြီးကနေပြီးတော့ဒီပြင်ပလူနာပေါ့နော်နှလုံးဌာနပြင်ပလူနာကြည့်မဲ့အချိန်ကိုနော်အဲ့မှာသွားပြီးလူတိုးရမှာပေါ့ဗျာပတ်စံမရှိရင်တော့လူတိုးရမှာပဲဒါကတော့ထုံးစံပဲမြန်မာနိုင်ငံမှာအဲ့တော့လူတိုးပြီးတော့ပြင်ပလူနာဌာနမှာပြရန်နေစေးလက်မှတ်တွေပါတွေစေးစာတွေပါတွေတည်တည်ချာချာရေးရက်ပေါ့ဗျာပြီးရင်အဲ့မှာသွားပြခိုင်းလိုက်အဲ့တော့ဒီပြစ်စင်မှာဘာလို့သင်ခန်းစာယူရမလဲဆိုတော့ဒီကလေးကငငယ်လေးတွေကအမှန်တိုင်းပြောရင်3000သားကြီးတန်တယ်သိလားမျိုးသားတွေတက်အများကြီးတန်နော်တန်တယ်ဆိုတာကြွက်သားကြီးတွေအမြောင်မြောင်နဲ့တန်နေရပေါ့ပိန်လေးတွေနဲ့တန်နေတယ်အဲ့ဒါကိုသိလားကလေးတယောက်ကငငယ်ရွယ်ပြေးလာဆော့ကစားမယ်အရွယ်မှာကိုကလေးကိုကြည့်အောင်ယူဆိုင်ပြီးတော့ကလေးကနည်းနည်းလေးဆော့ရတာနဲ့ဟောဟဲမောနေတယ်နော်ဟိုနည်းနည်းလေးပြေးလိုက်တာနဲ့သူများကလေးတွေနဲ့ဓာတ်လူရည်မဆော့နိုင်ဘူးအလုံးလည်းကောင်းကောင်းမလုံးနိုင်ဘူးနော်အဲ့လိုမျိုးလက္ခဏာတွေပြတယ်ဆိုမပေါ့နဲ့နားလေတက်ကြောနဲ့ဆရာဝန်တယောက်နဲ့အမြန်ဆုံးပြသဖို့လိုတယ်ယောဂကိုအမြန်ပေါ်ထုတ်ပြီးတော့အမြန်ဆုံးကုသဖို့လည်းလိုတယ်ဘာဖြစ်လို့ဆိုဟိုတလောကမှမကြသေးဘူးလူနာကလေးမလေးတယောက်ဆုံးသွားတာ။အိုးယောဂရဲ့အဖြေကိုထွက်တာလွန်ခဲ့တဲ့နော်9နှစ်10နှစ်လောက်ထိကထွက်နေတယ်။သူမိဘတွေကပတ်စံမရှိတော့မပြဘူး။ကလေးကနောက်ဆုံးငယ်ရွယ်နဲ့ဆုံးသွားတယ်။ဆုံးကန်နီးဆုံးကန်နီးပေါ့ဗျာတစ်ပတ်လောက်နေတော့ကစင်းကလာပြတော့ကတော့မောနေရတကူလုံးလဲဖောနေတာပေါ့ဗျာနှလုံးယောဂတဲ့ဆို။အဲ့ဒါနဲ့ပြောတယ်။ဆရာကတမိမသေးခြင်းသေးဘူး။ဘာဆန်းလဲဗျာ24နှစ်ကမသေးခြင်းအသက်60 90ကြီးတွေတော့မသေးချင်လို့အမျိုးမျိုးကြံဆောင်ဟုတ်တယ်ကျွန်တော်ပြောပြတယ်အဲ့တော့ကိုယ်ကလေးကိုငယ်ငယ်ရွယ်မှာယောဂဖြစ်နေပုံမိအောင်လုပ်ရမယ်နော်အများဆုံးကုသဖို့ဆိုတာဒါမိဘတွေရဲ့တောက်ကိုယ့်အလုပ်ကိုလုပ်ဖို့တော့လိုတယ်ဗျ